အားလုံးပဲမင်္ဂလာပါအခုတစ်ခါမှာတော့ဒီအိမ်အကူနဲ့ပတ်သက်ပြီးတော့မှဒီအမကြီးတယောက်ပြောထားတဲ့ဗီဒီယိုဖိုင်လေးကိုကျွန်တော် reaction ပြန်လုပ်ပြီးတော့မှဖြစ်ပါတယ်ဆိုတော့ဒီအိမ်အကူကိစ္စကတော့ဒီဘယ်လိုပြောရမလဲဒီနိုင်ငံခြားမှာအိမ်အကူလုပ်တဲ့သူတွေမဟုတ်ပါဘူးဒီမြန်မာနိုင်ငံထဲမှာလည်းနေဘယ်လိုပြောမလဲတကယ်အလုပ်ရှုပ်နေတဲ့သူတွေဒီပတ်သက်ရှိတဲ့သူတွေပေါ့လိုမျိုးအိမ်ဖော်တွေခေါ်ကြတာပေါ့ဒီအိမ်အကူတွေခေါ်ကြတာပေါ့ဆိုတော့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့မှဒီအမကြီးပြောထားတဲ့ဗီဒီယိုဖိုင်လေးကိုကျွန်တော်နဲ့တူကြည့်ရှုလိုက်ကြရအောင်ကဲကြုံရဆုံရအိမ်ကူတွေနဲ့ကိစ္စကလည်းပြောပြအောင်မယ်သိလားအဲ့ဒါဘယ်လိုလဲဆိုတော့လေမြတ်သူကအရင်တော့ဒီအိမ်ကူတွေခေါ်ရဲဆိုရင်မန်နေဂျာတွေကပဲသူတို့မေးပြီးတော့ခေါ်လိုက်တာပေါ့နော်မန်နေဂျာတွေပဲအင်တာဗျူးခိုင်းတာပေါ့ဗျူးခိုင်းတဲ့ခါကျတော့တချို့ကကြတော့လေထားပါတော့တချို့နိုင်ငံခြားနေပြီးတော့မှအိမ်ကူလုပ်ဖူးတဲ့သူမျိုးတွေကလာလျှောက်တယ်ဒါပေမဲ့သူတို့ရဲ့လားစာတွေကြတော့သူက10သိန်း15သိန်းတွေတောင်းတော့ကြတော့မြတ်သူကမပေးနိုင်ဘူးပြီးတော့နောက်တစ်ခုကမြတ်သူအိမ်ကူခေါ်တဲ့သူတွေကကြတော့လေသူများမိသားစုတွေလို့တအိမ်လုံးစာလောက်ရတာမဟုတ်ဘူးမြတ်သူတယောက်စာပဲလောက်ရတာမြတ်သူအဝတ်စားပဲလျှော်ရတာမြတ်သူဘေးနားမှာပဲနေရတာမြတ်သူရဲ့အနောက်ကိုပဲလိုက်ရတာကိုယ့်ရဲ့ဘေးနားမှာပဲကိုယ့်ရဲ့ဝေယဝိစာကိုပဲလုပ်ပေးရတာဆိုတော့တအိမ်လုံးစာမဟုတ်ဘူးတချို့ဆိုတမိသားစုလုံးရဲ့အစာကိုလောက်ရမျိုးရှိရပါတော့ဒါပေမဲ့ကိုယ့်စီကလူကကြတော့အဲ့လိုကိုယ့်ရဲ့ဝေယဝိစာကိုပဲလုပ်ပေးရတဲ့သူကြံတဲ့စိန်တိုင်ဘက်လည်းကူစရာမလိုထမင်းဟင်းလည်းချက်စရာမလိုကျန်တာပါတခုမှဝင်ပြီးလှုပ်စရာမလိုဘူးပေါ့နော်ဒါပေမဲ့လည်းအမြင်မတော်လို့တပြက်စည်းတွေဘာတွေလှဲတာတို့ဘာလို့ဒီလောက်တော့ရှိတာပေါ့နော် NEA ကကျတော့ထမင်းဟင်းတွေဘာတွေချက်တာတွေဘာတွေအစား NEA ကချက်တာဟုတ်အဲ့တော့တချို့ဆိုလို့ရှိရင်လည်းမတို့ဘလောက်တောင်ကောင်းပြီလဲဆိုတော့အလုံးလောက်တာတော့တမိရပဲလောက်တာဒါပေမဲ့အမေနဲ့တမိနဲ့နှစ်ယောက်တည်းရှိနေလို့အမေကိုတယောက်တည်းထားတာစိတ်မချအောင်ဆိုရင်လည်း okay အမေကိုပါခေါ်လာအမေပါနေပြီးသွားလို့ရှိရင်ကြတော့လာစားကြလို့ရှိရင်တော့ဒါတမိရအလုံးလောက်တာဖြစ်တဲ့အတွက်ကြောင့်တမိလာစားပဲရမယ်အမေလာစားတော့မရဘူးအမေကတော့ဒါအမခေါ်တင်ပေးထားမယ်ခေါ်ကြွေးထားမယ်ဘာမှလုပ်စရာမလိုရတယ်တာမီနှစ်ယောက်အဲ့လိုနေရရင်အဆင်ပြေစုပြီးလုပ်ပေးတာလည်းရှိရဒါပေမဲ့သူတို့ကဘယ်လိုလဲဆိုတော့ဖြစ်နေတဲ့ပြဿနာရဲ့အချို့တွေကတကယ်အိမ်ကူမဟုတ်ဘူးအိမ်ကူမလုပ်ဘူးမလုပ်ဘူးတဲ့ခါကျတော့လေဒီအိမ်အကူလုံးရတဲ့တာဝန်တွေအိမ်အကူ level မှာရှိနေတဲ့ဟာတွေကိုမသိဘဲနဲ့စိန်ဆိုင်ရကလေးတွေဒီအထက်ဘက်ကကလေးနဲ့တွားပြီးတော့ရှင်တာတွားပြီးရှင်တဲ့ခါကျတော့ဘယ်လိုပြောရမလဲသိမလားစိန်ဆိုင်ကလေးတွေဆိုတာကသူတို့ကမနက်ကိုဘယ်နှစ်နာရီညနေကိုဘယ်နှစ်နာရီပြီးသွားပြီဆိုသူတို့တာဝန်ပြီးပြီဆိုရင်သူတို့ကပြီးပြီပညာနဲ့လည်းလောက်ရတာဖြစ်တယ်ပြီးတော့သူတို့တာဝန်ယူရတဲ့အပိုင်းတွေကလည်းမတူဘူးပေါ့နော်ဆိုတဲ့ခါကျတော့သူတို့ကဘယ်လိုလဲဆိုတော့အဲ့ကလေးတွေနားရင်အဲ့ကလေးတွေနားသလိုနားချင်တယ်အဲ့ကလေးတွေအခွင့်အရေးရတယ်လို့ရချင်တယ်ပြီးရင်နောက်တစ်ခါကျတော့ဘာလဲဆိုတော့ရောက်လာလူတွေကတကယ်အင်ကူလုပ်ဘူးတဲ့တွေမဟုတ်ဘူးကွာပြောမယ်ဆိုရင်အလုပ်တွေခက်ခဲနေလို့သာဝင်လုပ်လိုက်တာအဲ့တော့သူတို့ကဘာလဲဆိုတော့ကိုယ့်အဝတ်စားလျှော်ပေးရမှာဆိုမလျှော်ပေးချင်ဘူးသူတို့ကအောက်ကြရပေါ့နော်သူတို့နှိမ်တယ်လို့ထင်တယ်သူတို့နှိမ်တယ်လို့ထင်တယ်ပြီးနောက်တစ်ခုကကြတော့ဘယ်လိုလဲဆိုတော့ဟိုလိုအပြင်သွားလို့ပေါ့နော်အပြင်သွားတဲ့အခါကျလို့ရှိရင်ကားတကားတွေဘာတွေပေါ့အကူကဖွင့်ခိုင်းတာပေါ့ကိုကိုကြတော့တစ်ခါကျရင်ပြင်ဆင်ထားပိုင်းနဲ့ဆိုတော့သိရမလားလက်သေးပိုင်းဆိုလို့အတူတွေဘာတွေတက်ထားအဲ့လိုမျိုးတွေရှိတတ်တာပေါ့နော်အဲ့လိုဆိုတော့ကားတကားတွေဘာဖွင့်ခိုင်းနေဆိုရင်ဘာပြောလဲဆိုတော့တမိရတဲ့တမိကောင်လေးရအောင်နဲ့တမိကိုကားတကားဖွင့်ပြရတာတမိကကိုယ့်ဘက်ကိုကားတကားဖွင့်ပြီးဆင်းနေသူမဟုတ်ဘူးလို့ဆိုအဲ့လိုမျိုးတွေကလည်းကြုံရသေးရပေါ့နော်ပြီးနောက်တစ်ခုကအပြင်မှာမုတ်သွားစားကြလို့ရှိရင်ကိုနဲ့တဝိုင်းနဲ့ထိုင်ကိုမှတို့လို live မှာပြင်သူက coffee တောင် cappuccino ပဲတောက်ချင်တာဘာလို့ညာအဲ့လိုတွေဘောင်းစုံနေရှိတဲ့အတွက်ကြောင့်မလို့နောက်ဆိုရင်အင်ဂူလာလျှောက်ရင်တော့တကယ်လှုပ်ဖူးတဲ့သူပဲလာလျှောက်ပါလို့ပြောချင်လာတယ်မလှုပ်ဖူးတဲ့သူကြတော့နှိမ်တယ်လို့ထင်ပါဆိုလို့ဒါကြတော့ခေါင်းကကြတော့ဒီမှာခေါင်းလျှော်မဲဆိုပြီးမှစီစီနှက်ထားလို့ပြီးရင်အင်ကူရောနေတာလားအမားတဲ့တက်စီခံထားတင်တယ်မရောပါဘူးညီမလေးเนาะပြီးဆိုတာကြတော့အမားရဲ့ personal assistant အနေနဲ့အမားရဲ့တနေ့တာဘာလုပ်မယ်ဘာညာတာတကာဆိုပြီးတော့မှစီမံခန့်ခွဲပေးချသူမျိုးတွေပေါ့เนาะဆိုတော့အမားကအမားရဲ့အနုပညာအလုပ်တွေကိုဘယ်ရက်မှာဘာရှိတယ်ဘယ်အချိန်မှာသွားမယ်အဝတ်စားဆိုရင်ဘယ်သူနဲ့ချုပ်မယ်ပြီးရင် make up ဆိုဘယ်သူနဲ့လိမ့်မယ်ဆိုတာတွေအကုန်လုံးစီစဉ်ပြီးတော့လိုက်လုပ်ပေးတယ် manager ကတတ်ရှိတယ်เนาะအခုဒီမဘေးနားမှာနေတဲ့အိမ်ကူဆိုတာကြတော့ပစ္စည်းတွေပေါ့ထားပါတော့အမအပြင်သွားတဲ့အခါကျအမရဲ့ဖုန်းတွေတို့ဒီအိတ်တွေတို့ရှိတယ်အဲ့ဒါတွေအကုန်လုံးကူတယ်ပေးရတဲ့အတွက်ကြောင့်သူ့အပြင်ခေါ်သွားတယ်ခေါ်သွားတာလွယ်ပြီးတော့မှကြံတဲ့ဟာတွေဟိုထားပါတော့ဘာမှလိုက်ပြီးစီစဉ်ညွှန်ကြားပေးရတာဘာတစ်ခုမှမရှိဘဲနဲ့အမရဲ့ဝီယာဝစ်စားလုပ်ပေးရတယ်ပြီးရင်နောက်တစ်ခုအမရဲ့ဝစ်စားတွေလျှော်ပေးရတယ်ပြီးရင်နောက်တစ်ခုကကြတော့နောက်တစ်ခုကကျတော့အမအပြင်သွားတဲ့ခါကျတော့ရှင်အမရဲ့ပစ္စည်းလေးတွေတည်ရတယ်ပေါ့နော်အဲ့လိုပုံစံမျိုးပါပြီးဟိုအဓိကထမင်းတွေမချက်ခိုင်းဘူးဆိုတာကြောင့်အိမ်မှာထမင်းချက်မဲ့သူကရှိပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့ထမင်းချက်တဲ့သူကတက်သူကကြောင့်ထမင်းမချက်တော့ဘဲနဲ့ဒီအမရဲ့ဝေယဝိစာတွေလုပ်ပေးဖို့တော့ကိုတက်ဆိုပြီးအမအကူခေါ်လိုက်တာပေါ့နော်ဆိုတော့
ဟိုဘယ်လိုပြောမလဲဆိုတော့အမရဲ့လုပ်ငန်းတိုင်းပေါ့နော်ထားပါစိန်ဆိုင်ဆိုရင်လည်းစိန်ဆိုင်မှာ manager ရှိတယ်ဒီ collection ဆိုရင်လည်း collection ရှိတယ်အဲ့တော့ဘယ်လုပ်ငန်းမှမဆိုသူ့အနေနဲ့သူ manager ရရှိပြီးသားအနားနေပြီးတော့ကွာဟို detail ပေါ့နော်လိုက်ပြီးတော့မှမှတ်ပေးသတိပေးရမယ်လောက်ထိကြတော့လေအမတော့ကမလို့ဘာဖြစ်လို့လဲဆိုတော့အမအရာအားလုံးကိုကိုယ်တိုင်စီစဉ်တယ်ကိုယ်တိုင် manage လုပ်တယ်အဲ့တော့အမကဒီလူပညာအလုပ်တွေနဲ့ပတ်သက်ပြီးတော့လေ manager ရှိပြီးသားအမရဲ့ရင်နာလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့အထည်လုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့လေ manager ရရှိပြီးသားအားလုံးကသူ့အနေနဲ့သူရှိနေပြီးသားဒီအကူဆိုတာကြတော့အမဘေးနားနေပြီးတော့မှဖော်ပေါ့နော်ဖော်အနေနဲ့လိုက်ပေးတာပဲအဲ့လိုက်ပေးပြီးတော့မှဘေးနားနေငုတ်တုတ်ထိုင်ရုံပဲသူကဘာမှလည်းဝိုင်းမညုံကြပြရတယ်လို့ဘာမှလည်းဝိုင်းပြီးတော့ဟိုဆုံးဖြတ်ပေးစရာမလိုဘာမှလည်းဝိုင်းပြီးတော့မှတ်ပေးစရာမလိုသူကသူ့ဘာသူအမဘေးနားမှာဖော်လိုက်ပေးမယ်အမတယောက်တည်းမဟုတ်ဘဲနဲ့ပွဲဒီပိုင်းသွားတဲ့ခါကျလို့ရှိရင်အမပစ္စည်းရတွေကူတယ်ပေးမယ်အိမ်ရောက်လို့ရှိရင်အမရဲ့ဝတ်စားတွေကိုရှော့ပေးမယ်ပြီးသွားလို့ရှိရင်အိမ်မှာနေမယ်ဒါပဲဒီလိုမျိုးလေးပေါ့နော်ဆိုတော့အမရောနေရမဟုတ်ပါဘူးတက်စီပါအဲ့တော့တချို့ကျတော့အိမ်ကူဆိုတော့အိမ်မှာပဲနေရပြီအိမ်လုတ်တွေပဲလုပ်ရတာမျိုးပေါ့နော်ဆိုတော့အမစီကကျတော့အိမ်လုတ်ဆိုတာထက်ကိုအမနောက်ကိုလိုက်ဖို့အတွက်ကိုအမကပို့ပြီးတော့ခေါ်တာပေါ့အိမ်လုတ်ကိုလုတ်တဲ့သူမျိုးကျတော့လေရှိပြီးသားဆိုတော့လေအဲ့ဒီတိုင်းမှာညီမလေးမမားပါဘူးလို့နော်အဲ့တော့တက်စီပါရှင်ကျေးဇူးပါဒီအခုဒီမန်လေးကိုတွေ့တော့ကြုံရတဲ့ဟာတခုကိုပြောပြချင်လို့လာတော့လဲချင်တယ်မင်းသားမင်းသမီးတွေတွေ့ရလို့ဆိုတော့လေအဲ့လိုလာလို့သွားတဲ့သူတွေမှာအဲ့လိုမင်းသားမင်းသမီးကိုပဲတွေ့ချင်လို့ဆိုပြီးလာလို့သွားဖူးတဲ့သူတွေရှိတယ်ပြီးရင်သူတို့ကလေအမရှူတင်မသွားဘူးလားအမရှူတင်မသွားဘူးလားပြီးရင်သမီးကဘယ်မင်းသားနဲ့တွေ့ချင်တာသမီးကဘယ်မင်းသမီးနဲ့တွေ့ချင်တာအဲ့သူကပြောမယ်ဆိုလို့ရှိရင်အဲ့ဒီကာလာကိုအနုပညာအလုပ်တွေနားထားတဲ့ကာလာပေါ့နော်ကိုကလည်းကိုစိတ်သက်တွေကလည်းပြိုလဲအမေကဆုံးအဲ့လိုဖြစ်တော့အနုပညာအလုပ်တွေလည်းမလုပ်ဖြစ်တဲ့ကာလာဖြစ်တဲ့ခါကျတော့အမရှူတင်မရှိလားအမမရရတော့ဘူးလားအမရှူတင်မသွားဘူးလားအဲ့နဲ့ဘာဖြစ်လို့လဲလို့အမကလို့အနုပညာအလုပ်ကမလုပ်ဖြစ်တော့အော်နဲ့အဲ့ဆိုရင်လည်းတမိမနေချင်ဘူးတမိကလည်းမင်းသားမင်းကြီးတွေ့ချင်လို့လာတာတဲ့အမကတွေ့ပြီးနေပြီတဲ့ကျန်တဲ့သူတွေကိုလည်းတွေ့ချင်တာတဲ့တမီးကဒီတိုင်းပဲဆိုရင်လည်းပြင်းတယ်တဲ့မနေချင်ဘူးတဲ့အဓိကတမီးကမင်းသားမင်းသမီးတွေ့ချင်တာပေါ့နော်ပြီးသွားလို့ရှိရင်တဲ့တမီးကဝါသနာပါတော့တဲ့ဒီလောကရဲ့လည်းဝင်မှုစိတ်ကူးရှိရဲတဲ့အားကြောင့်မလို့တဲ့မဆီမှာနေချင်တာတဲ့ဆိုတော့အော်အေးညီမလေးလို့အဲ့ဒါဆိုတော့အမကတော့လူပညာအလုပ်လုံးမယ်မလုပ်မယ်မသေးချဘူးဆိုတော့ညီမလေးအစီမပြေပြန်လိုက်တော့နော်လို့ဆိုပြီးပြောပြီးတော့မှပြန်သွားတဲ့သူရှိဘူးတဲ့အတွေ့အကြုံနေအဲ့တော့လေအလုပ်ကိုအလုပ်လိုမျိုးတွေးတဲ့သူမျိုးပဲတကယ်လို့ချင်ပါရဲ့ချို့ကြတော့လေတိလားသူတို့ကလေတရက်နှစ်ရက်လေးနဲ့လာပြီးရင်အဲ့လိုအဓိကတွေးချင်တယ်ပေါ့နော်တွေးရပြီးပြီဆိုရင်သူတို့အလုပ်ဆက်မလုပ်ချင်တော့တွေးချင်တာအဲ့လိုမျိုးလေးလေရှိတယ်ဒါကတော့ကိုကတော့ကြုံမှုတာလေးအခုဒီမှာ comment မှာတိုက်ဆိုင်သွားလို့ပြပေးတာပါကျေးဇူးပါဟုတ်ကဲ့ဗီဒီယိုဖိုင်လေးကတော့ဒီလောက်ပါပဲဆိုတော့ဒီအမရဲ့ဒီအိမ်အကူနဲ့ပတ်သက်ပြီးတော့မှဒူကိုရိုင်းကြုံနေရတဲ့ဒူကိုရိုင်းဖြစ်နေတဲ့အကြောင်းအရာလေးတွေကိုပြန်ပြီးမှပြောပြတာဖြစ်ပါတယ်ဆိုတော့ဒီမြန်မာနိုင်ငံမှာလည်းအိမ်အကူတွေအိမ်ဖော်တွေခေါ်တဲ့သူတွေရှိပါတယ်ဆိုတော့လစာကတော့တိတ်တော်များမှာမဟုတ်ဘူးအများဆုံးရရအောင်မှ၄တိန်၅တိန်လောက်ပဲရမှာဆိုတော့ဒီအမကြီးဖြိုးထားတာကတော့သူကအိမ်ဖော်တွေကအိမ်အကူလုတ်တဲ့သူတွေက interview ဖြေတဲ့သူတွေကလာစာရှစ်တင်ကိုတင်စေတင်ရမှသူတို့ကလှုပ်ချင်တာတဲ့ဒီအိမ်ဖော်လုတ်ကိုဒီမြန်မာနိုင်ငံမှာလာစာအလောက်ထိမများပါဘူးဒီအိမ်အကူတွေကဘာလို့လဲဆိုတော့လာစာကိုတင်စေတင်ပေးလို့ရှိရင်ခွေလို့ဝတ်လို့ခိုင်းပါပဲလှုပ်ရပါပဲဆိုတော့ဒီအမကြီးပြထားတဲ့ဗီဒီယိုဖိုင်လေးနဲ့ပတ်သက်ပြီးတော့မှနည်းနည်းပါးပြန်ပြီးမှဝေဖန်တုံးတက်တာပါဆိုတော့ဒီဗီဒီယိုဖိုင်လေးကိုအစားဆုံးနားထောင်ကြည့်ရှုပေးတဲ့ပရိသတ်အလုံးကိုကျေးဇူးတင်ပါတယ်